လာပါကျွန်တော်ကင်မလေးပါအဲ့တော့ဒီနေ့ TRI ကပြုလုပ်တဲ့ Healthy Game မှာ Futsal Campaign ပေါ့နော်ကျွန်တော်၄ဘက်မြောက်ရောက်နေပြီဖြစ်ပါတယ်အဲ့တော့ဒီနေ့ဘာဒါအစီအစဉ်လေးရှိလဲကျွန်တော်တွားကြည့်လိုက်အောင်ထဲကိုအဲ့တော့ဒီနေ့လူနေထားဘယ်လိုနေလဲ ကန်နေရွက်လာကန်နေရွက် ကြာယူလူနေတာငါတက်ပိန်နေကောင်တကောင်ပေါ့တယောက်လည်းအကြီးပြင်တာမပြောဘူးခုနကြားမိတာကတော့တော်တော်လေးဒါနော်နှစ်သိန်းကြားထဲမှာပြန်သူပြင်းထန်တယ်လို့ဒါပြောရဲပေါ့နော်အဲ့တော့စမတ်တွေလေစမတ်တွေများတယ်ဟုတ်တယ်စမတ်တွေအသင်းလိုက်ကြည့်တာပါတီ5 man ပါတီလာကြအစင်ပြေမနေဘူးလို့အဲ့ဒါကြီးကပွဲစီစဉ်လိုက်လို့ကြည့်ချက်လုံးလို့ကိုရီရွက်ရိုက်ကန်နေရတယ်5 man ပါတီစမတ်တွေဂိမ်းမာလည်းမဟုတ်ဘူးအဲ့ဒီနေ့၄ဘက်မြောက်ဆိုတော့ဒီနေ့အတွက်တော့ဒါ energy ကအပြည့်ရှိလားအပြည့်ပဲဒီနေ့ကကျုံပါဟုတ်တယ်တက်ကြွချက်ပါဖြစ်နေဟုတ်တယ်တယောက်တည်းကန်ပါနှစ်တင်းလုံးထုတ်ပြီးတော့တယောက်တည်း10မိနစ်ပတ်ပြီးအော်ဝါကိုဝိုင်းနေဆိုတော့ဒါခံစားချက်လေးနေထားရှိတယ်လူလေးတော်တော်များလာတယ်ခုနကလေးတွေမှအသင်းကြီးကြီးနေတာကိုရီအသင်းမှာပါမယ်ဆိုရင်6သင်းလောက်ရှိတယ်ပေါ့နော်ဒါတော့မှဒါဟိုအသင်းအပြည့်လိုက်ပြီးတော့ဟောဖြစ်နေတာပေါ့နော်ဟိုတခြားကိုမသိရဲ့မမြင်တဲ့လူတွေပါနေမှရှိမှာဆိုအနည်းဆုံး6သန်းလောက်ရှိရဆိုတော့ဒါဒီ week 4မှာဒါအများဆုံးလူလို့ပြောလို့ရလား join တဲ့သူတွေဟုတ်တော်တော်များရောဒီတော့လေးဘက်လောက်တစ်လားပေါ့နော်တစ်လားပြည့်အချိန်မှာဒီလိုမျိုးလေးဖြစ်လာတော့ပြောတာပေါ့နော်ကြည်နူးတာပေါ့ဒီလိုမျိုးလေးမြန်မာဆိုင်လေးဖြစ်စေချင်တာဆိုတော့ကောင်းတယ်လေကွန်ဒီနေ့ဘယ်နှမိနစ်လောက်ကန်နိုင်မယ်လို့ကိုယ့်ကိုထင်တယ်ပထမအပတ်တုန်းကတော့3မိနစ်နှစ်ခါခွဲကတော့6မိနစ်ဒုတိယပတ်မှာတော့10မိနစ်နှစ်ခါခွဲကတော့16မိနစ်တတိယပတ်မှာတော့လုံးဝမကန်ပြဘူးဒါဆိုတော့မြောက်အပတ်ဆိုတော့ဘယ်လိုပြောမလဲနည်းနည်း training ပြန်ပြတ်သွားတော့နည်းနည်းများကျသွားမလားဒါမှဒုတိယပတ်လောက်ကန်နိုင်မလားထင်တာတော့10မိနစ်ဝင်ကျင်လောက်တော့ကန်နိုင်မယ်ထင်တာပဲအဲ့တော့10မိနစ်လောက်တော့ထင်တာပေါ့10မိနစ်လောက်ကန်မယ်โอเคကျွန်တော်စောင့်ကြည့်ရအောင်ပေါ့နော်ကိုကြီးမင်္ဂလာပါအဲ့တော့ဒီနေ့ဒီတစ်ပတ်ပေါ့နော်၄ပတ်မြောက်ရှိပြီလားဟုတ်တယ်စတိုက်လာနေရပဲလာနေသည်ဘယ်ကလာလဲတန်လျာအိုးတန်လျာဗျာ Oh my god မြောက်တကုံကနေနော်တန်လျာနေမြောက်တကုံ30လောက်ကျွတ်စင်ဟမ်တော်တော်ပတ်ရှင်ရှိမဲ့ပုံစံပဲနော်လို့ပဲပတ်ရှင်ကတော့မဟုတ်လို့ရှင်လေလူကလှုပ်ဖြစ်တော့မှာမဟုတ်ဘူးအဲ့ဘောဂိမ်းမလားဂိမ်းပါပဲဂိမ်းဆော်တယ်ပါဆော်တယ်ဂိမ်းFIFA ပေါ့ FIFA ဘောလုံးကန်တာပေါ့ဘောလုံးတော်တော်ဝါသနာပုံရတယ်ဘောလုံးပဲဘောလုံးပေါ့โอเคတော်တော်လေးစားပါတယ်เนาะကျွန်တော်တန်လျာကနေမြောက်တကုံဒီလာကန်တာ
အခုဒုတိယမြောက်အလှည့်ပြီးသွားပါပြီတော်တော်ပြိုင်းသွားပြီဗောနော်မြင်းတဲ့အတိုင်းပဲချွေးတွေရွယ်ဆိုတော့တတိယမြောက်တော့ကန်လို့ရပါမလားတော့မသိတော့10မိနစ်လောက်တော့ကန်ပြီးသွားပြီချိန်နေရတယ်လို့ပဲကန်တော့မေ့ကြည့်အောင်လားဟာအင်ကြီးပါအောင်ချွတ်လိုက်ပြီလားချိန်နေလေးမကန်တော့ဘူးလားပြောတော့10မိနစ်ဆို ပြေးပါလေ ပြည့်သွားပြီလား ပြေးပါလေ ဘယ်တော့ပြည့်သွား အပြေးပါလေရှိခုပထမတော့ဒီမှာလေဒီဘက်မှာလဲပေးလိုက်လေ ပြည့်သွားပြီရဲ့ 7မိနစ်ပြေးပါလေဟုတ်တယ်လေပထမတော့ကန်တာ9မိနစ်ဒုတိယကကန်တာ9မိနစ်လေ7မိနစ်လေတဲ့ဒုတိယကကန်တော့အချိန်ပေါ်မှာတော့တသုံးသွင်းလိုက်တယ်လေအဲပြေးကငါထွက်လာ ထပ်မကန်တော့လား တော်ပြီ7မိနစ်ပဲ အတိကျ ဒီချက် မရတော့ရတော့ ဟုတ်တယ် တော့ကိုရောက်နောက်တစ်ပတ်မှတွေ့ကြပါမယ်ပြင်မင်္ဂလာပါ ဟုတ်မင်္ဂလာပါ ဘယ်ကနေလာရလဲဗျ မင်္ဂလာတောင်းညော မင်္ဂလာတောင်ညွန့်နည်းနည်းတော့လှမ်းတယ်နော် ဟုတ်တယ် လေးပတ်လုံးလာရလို့ကြားရတယ်ဟုတ်လားဗျဟာအဲ့တော့တော်တော်ဒါထူးသားတဲ့ဒါ brother ပဲပေါ့နော်အဲ့တော့ဒီပွဲမှာဒီပြိုင်ပွဲမှာကျွန်တော်ခုနတွေ့တာတော့ဂိုးကြီးပဲဖမ်းနေတာတွေ့ရဗျဘာလို့လဲ ဟုတ်ပေါင်ထိတာ ဩဟလား ဟိုမကန်နိုင်တော့ ဩ ဖြစ်တယ် injury ရတာပေါ့ ဟုတ်တယ် ဟောအဲ့ဒါကြောင့်မလို့အဲ့တော့ပေါင်နေပါတက်တာဝါရင်ရောအရှိတန်းထွက်ဖို့စီစဉ်ရှိလား အဲ့မောရှေ့တန်းတက်ကံမို့ရှေ့တန်းတက်ကံမို့စီစဉ်ရှိတယ်ရဲတော့မို့ forward ကိုပြောတာ forward ကိုပြောချင်တာ okay ပါ okay ပါအဲ့တော့ဒါ brother ဂိမ်းပါပဲလားဂိမ်းဆော့လားဘာဂိမ်းဆော့လဲ ဟာဒိုတာသူ ဒေါ်လာလူဆော့လားဩဒေါ်လာလူဆော့ကြာပြီလား ကြာပြီဟိုတော့2019လောက်က 2019လောက်ကဘော OG TI ရတဲ့နှစ်ပေါ့ ဟုတ်တယ် ဒုတိယတစ်ခေါက်ရတဲ့နှစ်ဆိုတော့အထိုင်များမယ်ပေါ့နော် ဟုတ်တယ် အထိုင်များတော့နည်းလေးလေ့ကျင့်ခန်းတွေပါလို့လုပ်ဖြစ်လား ဒီကျင်ကအရင်တော့လှုပ်ဖြစ်တယ်ဘောလုံးပုံမှန်ကန်တာစက်တောင်ရိုက်တယ်ပြီးတော့ကျတော့ဒီဟိုဟာချင်းစောဘာညာအဲ့လိုမျိုးလှုပ်ဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့အဲ့လိုဟိုစာနဲ့ဒီဟိုဟာဘယ်လိုပြောမလဲဂိမ်းဆော့ရတယ်ဗာလဲဆိုတော့အထိုင်မဲများလာတော့ဒီလိုပုံစံဖြစ်သွား နည်းလေးအမေဝိတ်တက်လာပေါ့နော်နည်းလေးပြန် workout လုပ်ရမယ်ဟဲ့လား ဟုတ်ပါ အေးပါအေးပါ okay ပါကျေးဇူးပါနော် brother နောက်တော့တည်းလာခဲ့ပါအောင်ဗျ လာခဲ့ပါ လေးပဲမြောက်ကတော့ခုနကတော့တစ်ခေါက်ပြောပြီးသွားပြီပေါ့နော်အဲ့တော့ဒီဘက်ကတော့လာသမျှအပတ်တွေထဲမှာအပတ်တွေလို့ပြောရတယ်ဘယ်လိုပြောအေးလာသမျှအပတ်တွေထဲမှာဒီဘက်ကတော့ ငါကန်ထားမယ်ငါအင်တာဗျူးနေလို့ဖြစ်ရှိဦးရှိတယ် ဟိုပါကြုံခဲ့ဦးသမျှအပတ်တွေထဲမှာဒီအပတ်တော်တော်လေးအားရတယ်ပေါ့နော် ဟုတ်လား အဲ လေးဘက်မြောက်မှာအားရတယ် လေးပဲမြောက်အားရတယ်လူတွေတော်တော်များတယ်တင်းကန်ရတာဟိုတော်တော်လေးကိုကျွမ်းကျင်ကန်တဲ့ကလေးလည်းပါလာတယ်ပေါ့နော်ကလေးနဲ့ကိုကြားမှာလည်းတော်တော်လေးကွာခြားရသွားတယ်တော်တော်သိတာလာတယ်ပေါ့နော် ဟုတ်ပါတယ်ကလေးတွေကနော်နောက်ပိုင်းမြင်နေဟိုရုပ်ရည်ပိုင်းဆိုင်ရာတော့ကိုရီကိုမရှင်းနိုင်သေးဘူး အေး ပေါ့ ပါအေးပါ ဒါပေမဲ့ဟိုစတာမီနာတွေပါညာမှာတော့တော်တော်မြင်နေတာသိတာ ဘောလေးသူတို့တစ်ခုမှအားနေသွားတော့တခြားတစ်ခုမှသူတို့ဖြည့်လာတာသိတာလေနော်အဲ့လို ဟိုလာလေးတဲ့ဘာလုပ်နေရလဲတဲ့ပဲများနေဘာမေးပေးရအောင်လဲ အဲ့တော့ဒါပါပဲ ဒီမေးတော့မေးအောင် ဟိုလည်းတခုတော့ပြောအပိတ်လေးပြောအော်လာ join မိတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်နော်အားလုံးပဲပြောခင်ဗျာမိုက်ကဘယ်လိုက်ပြောမှာအားလုံးပဲပြောရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ဘက်တွေမှာလည်းကျွန်တော်မ join တဲ့သူတွေလည်းပြောထားတဲ့သူတွေရှိပါတယ်လာ join ကြပါနိုင်ငံခြားနေပြီးတော့ကြိုတင်ပုံငင်စီရင်သက်ထားတဲ့သူတွေလည်းရှိတယ်အဲ့လူတွေလည်းအေးဆေးပါလာ join ကြပါလို့နော် အခုတော့တော်တော်များနေ တော်တော်များ တက် join ခိုင်းအောင်မလား တက် join ခိုင်းပါကျွန်တော်နှစ်ကွင်းနဲ့ပဲလုံးပြမှာ ဒါပေမဲ့ဟိုကမရှိသေးဘူးနော်ငါတို့ဖူဆယ်တင်းကမင်္ဂလေးတင်းမရှိမင်္ဂလေးတင်းလေးတစ်တင်းလောက်ပါရဲ့ ဟေးလူရမ်းများလာကျွန်တော်ဒီဘက်အသင်းဒီဘက်ကွင်းကဒီဘက်ဂိုးနဲ့ဟိုဘက်ကွင်းကဟိုဘက်ဂိုးနဲ့လမ်းကန်မှာဟဲ့လို့โอเคပါတော့တရပါ တက်တာပါ